လုံးပဲလိုက်ဆိုပေးကြပါကျမချင်းတွေကိုအရန်ချစ်တဲ့အတွက်ကြောင့်မလို့ဘယ်တိုင်းရင်းသားတချင်းမှမရပါဘူးဒါပေမဲ့ကျမဒီချင်းတချင်းကိုကျမဆရာပါဆန်အိမ်မှာအမြဲလို့ကြားနေရတဲ့တချင်းလေးကကျမရှင်တွေကိုအမြဲတမ်းရှိနေတဲ့ဖခင်သခင်ကိုယေရှုတင်လို့ချီးမွမ်းတဲ့တချင်းလေးဖြစ်တယ်အားလုံးပဲလိုက်ဆိုပေးကြပါနော်三块面，给们大金给母伊，心三多一个人落下，了没那谈乱话，心三多一那龙中沙，身伴乱梦沙。